ဆေးလေးတိုက်ပါအောင်ဗျာ တို့လည်းချင်းနေ ကောင်းပါဘူးဗျာဒီနေ့လဲပွိုင်နေရဘာတွေမှမသိဘူး အေးလေငါလည်းဒီမှာကြောက်တယ်ဈေးဘက်ကမကောင်းဘာလို့ဘာကံမှမသိဘူးဟောင်းဘာဆက်လို့ကြ လူတွေကပါချင်းသေးပါဝါကြလားမသိဘူးဗျာပတ်စံမတုံးနိုင်ကြတော့ အေးကွာမပြောတတ်ဘူးအဓိကလမ်းခီးလည်းမကောင်းဘူးကွာလမ်းခီးမကောင်းတော့ငါတို့ကြောက်တယ်လေအဆင်မပြေဘူးကွာ ဘူးတို့တို့တိုင်းဆိုရင်တော့မန်းလေးမှာတိုင်းဆက်နေရင်တော့မြကြာရင်ငတ်တော့မှာဗျာ ဟုတ်တယ်ငါလည်းကျွေးတယ်ဇက်ပေါက်တယ်ရှိသေးတယ်ဆိုတော့ဘယ်သွားကြဘာလုပ်ကြ သူများရေလို့တို့နေဆက်တွေပါတယ်ဗျာသွားနေကြမလားအေးစစ်စစ် မင်းနေဆက်ဆိုရင်ကြားဖြတ်နေပါရင်လည်းဟိုဖြစ်နေရဟောင်းကနေဘန်ကောက်တက်ကြ ဘန်ကောက်သွားမလားဘန်ကောက်မှာတို့ဘာကျွန်တော်လူကန်တော့မရှိဘူးနော်ကို ဒါမင်းငါ line ပေါ်တွေ့ထားတယ်မင်းဆွဲဆုံးရပွဲသားရှိတယ်ကွာမင်းလေနာမည်ကမင်းခွန်စိုးဘန်ကောက်ထွေထွေဝင်ဆောင်မှုတဲ့ဟာမင်းလေ စိတ်ချပါမလားကိုရအဲ့ကြောင့် စိတ်ချတော့ကွာမင်းဒီကောင် line ပေါ်မှာမင်း like ကမင်းတန်းကြီးကြော်တယ်အာမင်းစောက်ချင်ဖို့ကွာမင်းငါကောင်က အဲ့ဆိုသူ့ရအစီကျွန်တော်လဲကလေးဒီစီဖြောလိုက်တော့မယ် ဖြောကွာငါလည်းရတဲ့ကြောက်တွေရတဲ့ဈေးနဲ့ထုတ်ပြီးတော့သွားမင်းလဲမင်း sorry ခေါ်ခဲ့ โอเค ငါလည်းငါပေါင်းသိနေကညီတွေခေါ်ခဲ့မယ် ဒီအဲ့ဆိုကိုဘာဖြစ်ရင်အဲ့ခွန်ဆိုးကိုတစ်ချက်ဟိုကျွန်တော်ကိုပေးစီလုပ်ပါ ဟောလေးကွာဒီမင်းလည်းငါရိုက်လိုက်ခွန်စိုးခွန်စိုးဘန်ကောက်ထွေထွေဝင်ဆောင်မှုရိုက် အဲ့ကောင်ကဆက်သွက်လိုက်ကွာမင်းငါးကောင်စိတ်ချတယ်မင်းငါလည်းတော့ပြင်မှာတစ်ခါမှမတွေ့ဘူးဒါမဲ့ဒီကောင်မင်းဟိုဖြစ်တယ် အာ စိတ် โอ ချ เค တယ် ဗျာ ဟောလိုက် လိုက် တဲ့တန်း ရ ကြီး ပါတယ်ကျွန်တော်တို့ဗမာချင်းချင်းပဲသူကူညီပါပါ ကူညီပါပါ အားဖြစ်ကျွန်တော်တို့ အဲ့ဆိုရင်မင်းလည်းအိမ်ပြောရတော့ကွာငါလည်းဆိုင်ရပိုင်ရတယ်သတင်းပို့ရတော့မယ် โอเค ဒါ အဲ့သွားမယ်ဗျာ